စစ်ကိုဘယ်သူမှမလိုလားပါဘူးပြည်သူလူထုနဲ့တော်လှန်ရေးသမားလူငယ်တွေကလည်းမလိုလားပါဘူးစစ်အုပ်စုကလည်းမလိုလားပါဘူးမလွဲမရှောင်တာလို့တိုက်ကြရတာပါရှေ့မှာငိမ့်ချမ်းတဲ့နီလန်းနဲ့အကြိမ်ကြိမ်ဖြည့်ရှင်းမှုစ조사ပြီးမှအလုံးမဖြစ်လို့စစ်တိုက်တဲ့အဆင့်ကိုရောက်လာကြတာပါစစ်ကိုရက်ကြမယ်ဆိုရင်လည်းတော်လှန်ရေးသမားနဲ့စစ်အုပ်စုကြားမှာရက်ချင်တဲ့ပုံစံချင်းကမတူကြပါဘူးစစ်အုပ်စုကစစ်ကိုရက်ချင်တဲ့ပုံစံကတော်လှန်ရေးသမားလူငယ်တွေဆင်နွှဲနေကြတဲ့စစ်တွေအကုန်ရက်ပြီးတော့သူတို့စစ်အုပ်စုကတတိုင်းတစ်ပြည်လုံးကိုစိုးမိုးချဲ့လဲထားတဲ့အခြေအနေအတိုင်းအရင်လိုပြန်ပြီးတော့လက်ခံစေချင်တာပါအရင်အခြေအနေကိုပြန်သွားချင်တာပါစစ်အုပ်စုလက်ကအခြေအနေကိုပြန်သွားစေချင်တာပါရှင်းရှင်းပြောရလို့ရှိရင်တော်လှန်ရေးသမားတွေအကုန်လုံးလက်နက်ချကြဖို့ကိုလိုလားတာပါတော်လှန်ရေးသမားလူငယ်တွေလိုလားနေကြတာကတော့သူတို့အကြိမ်ကြိမ်ကြွေးကြော်ပြီးတာပါအာဏာရှင်စစ်တပ်အမြင့်ဖြတ်ဖက်စစ်စစ်တပ်အမြင့်ဖြတ်ဆိုတာပါပဲအဲ့ဒါတော့ကွာခြားနေပါတယ်အဲ့ဒါတော့ကွာခြားနေလို့လဲစစ်ကိုရက်လို့မရတာပါကျွန်တော်ခုစကားပြောခဲ့တဲ့နိုင်ငံရေးသမားနှစ်ယောက်လိုပဲစစ်ကိုရက်ချင်တဲ့တခြားသူတွေရှိကြပါတယ် NUG ထဲမှာတောင်မှရှိကောင်းရှိနိုင်ပါတယ်တော်လှန်ရေးဘက်ကလူတွေကိုကျွန်တော်ပြောချင်တာကစစ်ကိုခမားတို့ရက်ချင်နိုင်ရက်လို့မရပါဘူးဘာကြောင့်ရက်ချင်နိုင်ရက်လို့မရတယ်လဲဆိုတော့စစ်ဟာခမားတို့စခဲ့တာမှမဟုတ်ပဲစခဲ့တဲ့သူကပဲစစ်ကိုရက်ရမှာပါကျွန်တော်ပြောတဲ့စကားကိုပြန်စဉ်းစားကြည့်ပါစစ်ကိုဘယ်သူစခဲ့တာပါလဲ NUG စခဲ့တာလားလူငယ်တွေစခဲ့တာလားတကယ်တော့စစ်ကိုစခဲ့တဲ့သူဟာစစ်အုပ်စုကိုယ်တိုင်ဆိုတာကိုတိတိကျကျရှင်းရှင်းလင်းလင်းသဘောပေါက်ဖို့လိုအပ်ပါတယ်တူမီသနက်ကနေပြီးတော့ကြည်စပေါက်တဲ့အချိန်မှာစစ်ပွဲစတယ်လို့မှတ်ယူနေလို့ရှိရင်တော့မှားပါလိမ့်မယ်ပြည်သူလူထုဘက်ကိုတနက်ပြောင်းလှည့်ပြီးတော့စပစ်လိုက်တဲ့အချိန်မှာစစ်ပွဲစပါတယ်မြတ်တော်သက်ခိုင်ရဲ့နှစ်ဖူးကိုကြည်စံဝင်သွားတဲ့အချိန်ဟာစစ်အုပ်စုကပြည်သူလူထုကိုစစ်ကြင်ညာလိုက်တဲ့အချိန်မှာပဲစစ်အုပ်စုဘက်ကထိုးစစ်စပါပြီပြည်သူလူထုဘက်ကချက်ချင်းပြန်ပြီးတော့မခုခံနိုင်သေးပါဘူးအပြန်လန်ပြစ်ခတ်တဲ့ပွဲဖြစ်မလာသေးပါဘူးအဲ့ဒါကြောင့်စစ်ပွဲမစသေးဘူးလို့တချို့ကထင်နေကြပေမဲ့စစ်အုပ်စုဘက်ကတော့စစ်ကြင်ညာလိုက်ပါပြီတူမီကြည်စံစပေါက်တဲ့အချိန်တွေကတော်တော်နောက်ကျပါတယ်လူငယ်တွေအများအပြားကိုတက်ဖြတ်ပြီးအချိန်ကြမှပြည်သူလူထုဘက်ကခုခံစစ်စတာပါပထမဆုံးစတဲ့ခုခံစစ်ဟာတူမီနဲ့စတာတောင်မဟုတ်ပါဘူးလောက်စလုံးနဲ့စတာပါလေးခွနဲ့ပြန်စတိုက်တဲ့အချိန်ကခုခံစစ်စတင်တဲ့အချိန်မှာအဲ့ဒီနောက်မှာ gas တနက်ထဲကိုတမဏိဘောတွေထည့်ပြီးတော့ပြစ်ခတ်ပါတယ်အဲ့ဒီအချိန်ထိစစ်အုပ်စုကတော့ခုခံစစ်လက်နက်ကင်တော်လှန်ရေးစနေပြီလို့တောင်မှသဘောပေါက်ချင်မှပေါက်ပါအောင်မယ်စနစ်ကြတဲ့စုဖွဲ့မှုမရှိသေးပါဘူးဒါပေမဲ့ကလေးမျိုးနတ်ချောင်းနတ်မြောင်းတိုက်ပွဲမြင်းကြံတလုံးမျိုးတိုက်ပွဲမင်းတပ်တိုက်ပွဲဒီမော့ဆိုမိုးပြဲတိုက်ပွဲတွေဖြစ်လာပြီးတော့စစ်သားတွေတေကြတဲ့အချိန်တွေမှာတော့ခုခံစစ်ကြီးဖြစ်ပါပေါ့လားလက်နက်ကင်တော်လှန်ရေးကြီးစပါပေါ့လားဆိုတဲ့အချက်ကိုစစ်အုပ်စုဘက်ကစိတ်မသက်မသာနဲ့လက်ခံလိုက်ရတာပါစစ်ကိုစခဲ့တဲ့စစ်အုပ်စုဟာအခုထိသူ့လောက်ရက်တွေကိုမရသေးပါဘူးရက်လို့တဲ့စန္ဒကိုလည်းနည်းနည်းမှမဖော်ပြသေးပါဘူးဒီလိုအချိန်မျိုးမှာတော်လှန်ရေးဘက်ကစစ်ကိုရက်ကြရအောင်မာဆိုတော့စစ်အုပ်စုကရီမှာပေါ့ဗျာမင်းတို့ရက်ချင်တိုင်းရက်လို့ရမလားငါတို့ကတတ်လို့မဝသေးဘူးလို့သူတို့ကပြောခဲ့လို့ရှိရင်ခင်ဗျားတို့ဘာပြန်ပြောကြမလဲဒီအချိန်မှာစစ်ရအောင်မှာပြည်သူစစ်ရက်ဆက်ရအောင်မှာလို့ပြောတဲ့စကားကိုဘာသာပြန်မယ်ဆိုလို့ရှိရင်အတိတ်ပဲတစ်မျိုးပဲထွက်ပါတယ်လက်နက်ချတယ်ဆိုတော့အတိတ်ပဲပါပဲစစ်ကိုရက်ဆဲဖို့အတွက်တော်လှန်ရေးသမားတွေဘက်ကစလုပ်လို့မရပါဘူးစစ်အုပ်စုဘက်ကစလုပ်ရမှာပါတော်လှန်ရေးသမားတွေဘက်ကစလုပ်လို့ရတာတခုကတော့လက်နက်ချတာပဲရှိပါတယ်လက်နက်ချတာဆိုလို့ရှိရင်ချကျင်တဲ့သူတွေကိုပါလားချလိုက်ကြပါစစ်အုပ်စုကအဲ့ဒါကိုတော့ဝမ်းမြောက်ဝမ်းသာကြိုးဆိုကြပါလိမ့်မယ်အဓိကအလေးနဲ့ထားစဉ်းစားရမယ့်အချက်ကစစ်ကိုတော်လှန်ရေးသမားလူငယ်တွေကစခဲ့တာမဟုတ်ဘူးဆိုတဲ့အချက်ပါ NUG ကစတာပိုးလို့တောင်မှမဟုတ်သေးတယ်လို့ပြောရမှာပါလူငယ်တွေကလက်နက်ကင်ပြီးတော်လှန်လို့ NUG ကမလွဲတာမရှောင်တာနောက်ကနေလိုက်ပါအားပေးခဲ့ရတာပါကိုမစတဲ့အရာကိုကိုကအဆုံးတက်ချင်လို့မရပါဘူးစတဲ့လူကရက်ပေးမှအဆုံးသတ်မှာပါပြည်သူစစ်ကိုစစ်အုပ်စုကစပါတယ်ခုခံတော်လှန်စစ်ကိုလူငယ်တွေနဲ့ပြည်သူလူထုကိုယ်တိုင်ကစပါတယ်အဲ့ဒီခုခံတော်လှန်စစ်ကိုဘယ်နိုင်ငံရေးသမားကမှလွယ်လွယ်နဲ့လက်နဲ့ချကျင်နိုင်ချလို့မရပါဘူးမယုံရင်မယုံတဲ့လူစန့်ကျင်နိုင်ပါတယ်ဒေါအောင်ဆန်းစုကြည်ထွက်တာရင်တောင်မှလူငယ်တွေကတော့လွယ်လွယ်နဲ့လက်နဲ့ချမယ်မထင်ပါဘူး